အပွားအိုတယောက်ကမိန်းကလေးငယ်ရဲ့မျက်နှာပေါ်မှာနေတိုင်းမကောင်းတယ်လို့မြင်ရတဲ့မွေးရပါအမာယုတ်တစ်ခုလိုအနက်ရောင်တုပ်ပိတ်လေးရှိတယ်။သူမကဘဝတစ်လျှောက်လုံးဒီအမာယုတ်ကိုမဖျက်ရဘူးလို့တတိပေးထားတယ်။မိန်းကလေးလည်းအပွားစကားကိုယုံကြည်ပြီးအဲ့ဒီအမာယုတ်နဲ့ပဲကြီးပြင်းလာခဲ့တယ်။အသက်18နှစ်ရောက်လာချိန်မှာတော့အပွားအိုကစိုးလီနေတယ်။မိန်းကလေးရဲ့မျက်နှာပုံစံကတည်ဆုံးသွားတဲ့သူမမိခင်နဲ့ပိုပြီးစင်တူလာနေပြီဖြစ်လို့လျှို့ဝှက်ချက်ကိုဘနှောက်ကြဖုံးကွယ်နိုင်မလဲဆိုတာမသိတော့ဘူး။တကယ်တော့မိန်းကလေးဟာအချမ်းသာဆုံးလူကြီးတစ်ယောက်ရဲ့မြေးမခဲ့တယ်။လွန်ခဲ့တဲ့15နှစ်ကအဲ့ဒီလူကြီးရဲ့သားဟာသူ့ဇနီးနဲ့သမီးလေးကိုအိမ်ခေါ်လာပြီးဖခင်နဲ့တွေ့ဆုံမိတ်ဆက်ဖို့စီစဉ်ထားခဲ့တယ်။ဒါပေမဲ့လန်ခရီးမှာကောင်းမတော်တဆမှုဖြစ်ပွားခဲ့ပြီးဇနီးကအဲ့ဒီနေရာတွင်တေဆုံးသွားခဲ့တယ်။သားဖြစ်သူကတော့အပင်အဖြစ် vegetative state တက်သွားခဲ့တယ်။ဒီသတင်းကိုကြားသိလိုက်တဲ့အချမ်းသာဆုံးလူကြီးကအလွန်ဒေါသထွက်သွားခဲ့တယ်။သားရဲ့ကန်ဆိုးမှုဟာတနည်းမရကြောင့်လူယုံကြည်ခဲ့ပြီးမြေးမလီကိုပါမကောင်းဆိုးဝါလူထင်မှတ်ခဲ့တယ်။ဒါကြောင့်အလုတ်သမားကိုအမိန်တီးပြီးကလေးကိုအဝေးသို့ပို့ခိုင်းခဲ့တယ်။သူမကိုဘဝတစ်လျှောက်မမြင်ကျင်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ကျင်နာစိတ်ရှိတဲ့အလုတ်သမားမျိုးသမီးကကလေးလေးကိုဆေးရုံပို့ပြီးကုသခိုင်းခဲ့တယ်။ဆရာဝန်ကကလေးနိုးလာတဲ့အခါမှတ်ဉာဏ်ပျောက်ဆုံးသွားမယ်လို့ပြောခဲ့တယ်။အဲ့ဒီအခါအဘွားအိုကကလေးကိုကိုယ်တိုင်ပြုစုပြိုးထောင်ဖို့ဆုံးဖြတ်လိုက်တယ်။အချမ်းသာဆုံးလူကြီးမသိစေရန်မျက်နှာပေါ်မှာအနက်ရောင်အမာရွတ်တစ်ခုကိုတမင်ဆွဲပေးခဲ့ပြီးလမ်းဘေးမှာတွေ့ခဲ့တဲ့ကလေးလိုလိန်ပြောခဲ့တယ်။အချမ်းသာဆုံးလူကြီးကအဲ့ဒီမကောင်းသလိုမြင်ရတဲ့အမာရွတ်ကိုမြင်လိုက်ချိန်မှာတန်တရားမဝင်ခဲ့ဘူး။နောက်ဆုံးမှာတော့ကလေးကိုအိမ်ထဲမှာပဲထားပြီးပြုစုပြိုးထောင်ခိုင်းခဲ့တယ်။ဒီလိုနဲ့မိန်းကလေးဟာကိုယ့်အဘိုးရဲ့အိမ်ထဲမှာပဲနေထိုင်ချီးပြင်းလာခဲ့တယ်။မှန်ညာပြောက်ဆုံးနေတော့လေအပင်အဖြစ်လဲနေတဲ့ဖခင်ကိုမြင်နိုင်သူမစင်ထဲမှာအနီးကသဘောတရားကခုခန်းစားရတယ်။နေတိုင်းအရာဘောကဦးလေးကြီးနိုးထလာပါစေလို့ဆုတောင်းနေခဲ့တယ်။15နှစ်ကြာပြီးနောက်အချမ်းသာဆုံးလူကြီးရဲ့ကျမ်းမာရေးပုံမိုးဆိုးရွားလာခဲ့တယ်။သူဟာတစ်ချိန်ကကို့မြေးမကိုဖြစ်ပယ်ခဲ့တာကိုနှောင့်တရလာခဲ့တယ်။မြေးမကိုပြန်ရှာဖွေလို့စိတ်ပေါ်လာခဲ့တယ်။တနေ့ညမှာမိန်းကလေးဟာအဘိုးရဲ့အခန်းရှိမှာစောင့်ကြရမယ့်တာဝန်ကျခဲ့တယ်။ညတန်းကောင်ကြီးမှာအဘိုးကအိမ်မက်ဆိုးမက်ခဲ့တယ်။တေဆုံးသွားတဲ့သမီးမယားရဲ့ဝိညာဉ်ကသူ့အသက်ကိုလာယူနေတယ်လို့ထင်မှတ်ပြီးကြောက်လန့်စွာအိယာကခုန်လိုက်ထားလိုက်တယ်။အိမ်မက်ပဲဖြစ်ချောင်းတီးလိုက်ရတော့လေအခန်းထဲကိုအတန်ကြားပြီးဝင်လာတဲ့မိန်းကလေးကိုမြင်လိုက်ချိန်မှာတော့သူဟာသမီးမယားရဲ့ဝိညာဉ်တကယ်လာပြီးဖြစ်တယ်လို့ထင်မြင်သွားခဲ့တယ်။ဆက်လက်ဖြစ်ပေါ်လာမယ့်အဖြစ်အပျက်တွေကတော့မိန်းကလေးရဲ့မူလအမှန်တရားဖော်ပြခြင်းနဲ့မိသားစုအတွင်းမှာဝမ်းနဲ့နောင်တနဲ့ပြန်လည်ဆုံတွေ့ခြင်းတို့ကိုရင်ဆိုင်ရမယ့်ဒရမာဇလန်တစ်ပုဒ်ပဲဖြစ်ပါတယ်။